စစ်သားတယောက်စစ်မြေပြင်ရှင်းလင်းရေးလုပ်နေတော့တယောက်တည်းကြံနေတဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ပါတယ်။ကလေးမလေးကိုခေါ်သွားဖို့လက်လန်းလိုက်ပေမဲ့ကောင်မလေးကသူ့မေရဲ့လက်ကိုတင်းတင်းဆုပ်ထားတော့မှာပဲ။လုံးဝမလွတ်ပါဘူး။သူ့မေမရှိတော့ဘူးဆိုတာကလေးမလေးမသိသေးပုံရပါတယ်။ကောင်မလေးကိုခေါ်ကြည့်ပေမဲ့ဘာသာစကားမတူတော့ကောင်မလေးကသူပြောတာတလုံးမှနားမလည်ပါဘူး။နောက်ဆုံးမှာတော့ကောင်မလေးဟာသူ့နောက်လိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ရန်သူဘက်ကကလေးတယောက်ခေါ်လာတာတွေ့တော့အဖွဲ့သားတွေလည်းကြောင်သွားကြပါတယ်။ကောင်မလေးကသူ့လက်ထဲမှာရှိုက်ကြီးတငယ်ငိုနေပါတယ်။ဒီလူကြီးတွေလည်းဘာလို့ဘာကန်ရမှန်းမသိတော့ပါဘူး။အချင်းချင်းတိုင်ပင်ပြီးတော့ကလေးကိုခေါ်သွားဖို့ပဲဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့အပြန်လမ်းမှာခြုံကိုတိုက်ခိုက်ခံလိုက်ရပါတယ်။အဲ့ဒီမှာသူတန်ရာရသွားပါတယ်။ကံကောင်းတာကသူ့ဖွဲ့သားတွေအချိန်မီရောက်လာပြီးသူတို့ကိုကယ်နိုင်လိုက်ပါတယ်။ကောင်မလေးကကားအောက်မှာပုန်းနေပြီးဘေးကင်းနေဆိုတာတေချာသွားမှသူလည်းစိတ်ချလက်ချမျက်လုံးမိတ်နိုင်မှာတော့တယ်။သူကြီးလက်နေတဲ့ရက်တွေမှာကောင်မလေးကသူ့နားကနေတစ်ချိန်လုံးမခွာပါဘူး။အစာလည်းမစားရေလည်းမတောက်ပဲထွက်သွားဖို့ညှဉ်းဆန်နေခဲ့ပါတယ်။သူတတိပြန်ရလာတော့သူ့ကိုနေရောညပါစောင့်ရခဲ့တဲ့ကောင်မလေးကိုတွေ့လိုက်ရပါတယ်။ရဲဘော်တွေဟာသူ့တပ်အနေရဲ့အတွက်စိတ်ပူနေကြပါတယ်။ကောင်မလေးကသူ့ကိုအသက်ကယ်တင်ရှင်မှန်းတည်သွားပုံရပါတယ်။အချိန်တော်ကြာပြီးနောက်မှာကလေးမလေးဟာပထမဆုံးအကြိမ်အဖြစ်ပြန်ပြုံးနိုင်မှာတော့တယ်။ရန်သူကလေးခေါ်လာတဲ့သတင်းကအထက်ကိုရောက်သွားပါပြီ။အခြေအနေကနည်းနည်းတင်းမာလာပါတယ်။ကောင်မလေးဒီမှာဆက်နေလို့မဖြစ်တော့ပါဘူး။ကံကောင်းတာကအဖွဲ့ကောင်းဆောင်ဟာအကျိုးအကြောင်းနားလဲတဲ့သူပါ။သူကလူလွတ်ပြီးမိဘမဲ့ကေဟာတစ်ခုရှာခိုင်းလိုက်ပါတယ်။ကေဟာမတွေ့မချင်းကောင်မလေးကိုလောလောဆယ်သူ့စီမှာပဲထားဖို့ပြောလိုက်ပါတယ်။ကောင်မလေးကိုလောလောဆယ်ဘာမှမလွတ်သေးဘူးဆိုတာတီးလိုက်ရတော့စစ်သားကြီးရမ်းပျော်သွားပါတယ်။ဒါပေမဲ့တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတော့မိဘမဲ့ကေဟာတော်များများလဲပျက်စီးကုန်ပါပြီ။သူတို့မှာတဆင့်ချင်းစီစောင့်ကြည့်ဖြည့်ရှင်းသွားဖို့ပဲရှိပါတော့တယ်။မကြခင်စောင်းရတီရောက်လာပါတယ်။စစ်ပွဲကြောင့်မိဘမဲ့ကေဟာကိစ္စလဲကြံ့ကြာနေပါတယ်။ခေါင်းဆောင်ကလည်းသူတို့ကယ်ထားတဲ့ကောင်မလေးကိုမမေ့ပါဘူး။သူ့စာတီးထွက်မုံတွေတောင်ယူလာပေးပါသေးတယ်။စစ်သားကြီးဟာအဖေတယောက်မဖြစ်ဘူးပေမဲ့ကလေးတယောက်ကိုဘလို့ရှိနေပေးရမလဲဆိုတာနားလည်ပါတယ်။သူအားတဲ့အချိန်တိုင်းကောင်မလေးကိုစာဖတ်စာရေးတင်ပေးပါတယ်။အဝတ်စားတစ်တွေဝယ်ပေးပြီးကလေးကိုတေချာဂယူးစိုက်ပေးခဲ့ပါတယ်။တချို့လူတွေဟာစုံပြီးရင်ဘရော့မှပြန်မခွဲကြတော့ပါဘူး။သူတို့ဟာအရန်ကိုရင်းနှီးတဲ့မိသားစုဝင်တွေဖြစ်သွားကြပါတယ်။နွေရာသီရောက်လာပါတယ်။ကောင်မလေးကသူ့စပင်ရှည်ကိုညှက်မပစ်ချင်ပါဘူး။လူကြီးတွေကသူ့ကိုပတ်လဲဝိုင်းပြီးစပင်ညက်ပေးကြပါတယ်။အဲ့ဒီလူဟာကောင်မလေးအတွက်အဖေလိုရောအမေလိုပါဖြစ်နေပြီးအဆက်ဆရာဂယူးစိုက်ပေးပါတယ်။ကောင်မလေးကသူ့ကိုကယ်တင်တဲ့သူနဲ့အတူတူနေချင်ပါတယ်။ဒါပေမဲ့စစ်သားကယောက်ျားလေးနဲ့မိန်းကလေးအတူတူနေလို့မရတဲ့အကြောင်းကတင်တစ်ခုရဲ့အတူတူအိတ်လို့မရတဲ့အကြောင်းလက်ဟန်ချေဟန်နဲ့ရှင်းပြရပါတယ်။ကောင်မလေးကနှခမ်းဆူပြီးတယောက်တည်းသွားအိတ်ပါတယ်။ဒါပေမဲ့နောက်ဆုံးတော့တယောက်တည်းအိတ်ရတာကြောက်ပြီးသူ့ကတင်ပေါ်တိတ်တိတ်လေးတက်လာပါလေရော